မောင်ဘီယာတောက်ပါလားမောင်ဝယ်တိုက်မယ်လေ ဘီယာမတောက်ချင်ဘူးဘီယာခါတယ် မောင်ကလည်းဘာမှမဖြစ်ပါဘူးမောင်တငယ်ချင်းတွေလည်းတောက်တယ်လေမောင်ရဲ့တောက်လိုက်ပါမောင်ဝယ်တိုက်မယ် အကောင်ညမတူအကောင်ရရသမားရေမအားလို့မဟုတ်တာ အော်အဲ့ဆိုလို့ရှိရင် KTV သွားပါလားဟိုမောင်တငယ်ချင်းတွေကိုခေါ်ပြီးတော့ KTV သွားမောင်ပတ်စံထည့်ပေးလိုက်မယ် KTV ဆိုတာဘာကြီးတော့စားရလားစားရလား ဟုတ်ဘူးလေ KTV ဆိုတာအခန်းတစ်ခန်းထဲမှာတချင်းစုဆိုကြတာတောက်မယ်စားမယ်ပြောမယ်ပါမယ်အဲ့လိုမျိုးလေမောင်ရဲ့ KTV မကြိုက်ဘူးနားကြီးရယ်နားကြီးရယ် KTV က KTV လည်းမကြိုက်ဘူးလားရိုးသားလိုက်တာဟဲ့ငါ့ရဲ့မောင်ကအဲ့ဒါဆိုအဲ့ဒါဆိုဒီလိုလုပ်လိုက်မောင်ကတငယ်ချင်းတွေကိုခေါ်ပြီးတော့နိုင်အောက်ထွက်လိုက်မအကားတစ်စီးလဲစီစဉ်ပေးမယ်ပြီးရင်ပတ်စံလည်းထည့်ပေးမယ်ဘယ်လိုလဲ နိုင်အောင်နိုင်အောင်ဆိုညမကြီးတော့ကြောက်တယ်တေးလည်းကြောက်တယ်တေးလည်းကြောက်တယ် တကယ်လည်းမရှိပါဘူးမောင်ရဲ့ဒီလောက်လူတွေအများ